video တစ်ပုဒ်မှာအလွယ်တကူ headline တက်တဲ့နည်းလေးကိုပြောပြပေးမယ်အခုဒီမှာမြင်တွေ့နေရတဲ့ဇကြောတက်ခြင်းအတွက်ကွန်ရက်နဲ့အာလူဆိုတာက headline ပေါ့နော်ဗီဒီယိုတစ်ပုဒ်ရိုက်တဲ့အခါမှာဒီ headline ကိုပြင်လိုက်တာနဲ့ကိုဒီဗီဒီယိုကိုကြည့်စေခြင်းနဲ့ customer ကိုလည်းစစ်ထုတ်ပြီးသားဖြစ်တယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ဗီဒီယိုတွေမှာဆိုရင်ဒါမျိုး headline တွေတက်ဖို့လိုအပ်တယ်ဒီလို headline ကအလွယ်တကူ InShot ကိုသုံးပြီးတော့တက်လို့ရတယ်ဘယ်လိုတက်ရမလဲဆိုတာကိုမသိသေးတဲ့သူတွေကတော့အဆုံးထိလိုက်ကြည့်ပေးနော်ဒီမှာကတော့ headline တက်တာကို InShot ကိုသုံးပြီးတော့ပဲတက်ပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံး InShot ထဲကိုဝင်ပြီးရင်ဗီဒီယိုဆိုတဲ့နေရာကနေပြီးတော့ကို headline တက်ချင်တဲ့ဗီဒီယိုကိုယူလိုက်ပါအမှန်ကတော့အလွယ်တကူဒီဗီဒီယိုကိုပဲယူလိုက်မယ်ပေါ့နော် headline တက်ဖို့တဲ့ဒီမှာ test ဆိုတဲ့တီးပုံသဏ္ဍာန်လေးရှိတယ်တီးပုံသဏ္ဍာန်ထဲကိုဝင်ပြီးတော့စာရေးလိုက်ပါဒါအမှန်ကနမူနာတက်ပြရအောင်နော်ဒီမှာဆိုရင်အစားရှောင်စရာမလိုပဲဝိတ်ကြစီတဲ့နီးလို့အမှရေးမယ်အမှဒါလေးကိုနည်းနည်းစောင်းလိုက်မယ်ပေါ့နော်နောက်ပြီးကြတော့နောက်တစ်ချောင်းထပ်ရေးမှာဖြစ်တဲ့အတွက်တီထဲကိုထပ်ဝင်မယ်ဝင်ပြီးတော့ပဲစာကိုထပ်ရေးမယ်ခုနကလည်းအမတို့ဒီ background ရောင်လေးကအနီးခုလဲအနီးပေါ့နော်အဲ့တော့အမကအခုဒီ background ရောင်ကိုအဖြူအောင်ပြောင်းပြီးတော့စက်လုံးကိုအနီအောင်ပြောင်းမယ်ဒါဆိုရင်အမတို့ဒီမှာရောင်စုံလေးပေါ့နော်ဒီ color wheel ပုံစံလေးရှိတယ်အဲ့ဒီတဲကိုဝင်လိုက်ဝင်ပြီးရင်နောက်က label ကိုပြောင်းချင်တာဖြစ်တဲ့ sorry label ကိုပြောင်းချင်တာဖြစ်တဲ့အတွက်အမတို့ဒီမှာဆိုရင် label ဆိုတဲ့ထဲပေါ့နော်ဒီနားမှာနော်အခုအမဝမ်းပြထားတဲ့ label ဆိုတဲ့ထဲကိုဝင်လိုက်ဝင်လို့ရှိရင်အမတို့ကအဲ့ label အရာကိုအမကဒီမှာအဖြူရောင်ပြောင်းလိုက်မယ်ပြောင်းပြီးရင်ဒီဘက်ဘေးမှာတက်ဆိုတာလေးရှိတယ်အဲ့ဒီတဲကိုဝင်လိုက်ဝင်ပြီးစလုံးကိုအနီအောင်ပြောင်းမယ်ပြောင်းပြီးရင်ဒီနားမှာအမှန်ကြီးရှိတယ်အဲ့ဒီမှန်ကြီးကိုနှိပ်မယ်နှိပ်ပြီးအမဒါအထက်ကစာကြောင်းလည်းစောင်းစောင်းလေးဖြစ်တဲ့အတွက်ဒီစာကြောင်းလည်းအမစောင်းစောင်းလေးထားလိုက်မယ်ပေါ့နော်အတဲထားခြင်းလည်းထားလို့ရရယ်နော်ဒီနည်းကိုသုံးပြီးတော့ကိုယ့်ရဲ့ဗီဒီယိုကာဗာမှာ headline တက်လို့ရတယ်ဒါကတော့အလွယ်ကူဆုံး headline တက်တဲ့နည်းပါအားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်အဆင်ပြေကြပါစေရှင်